Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ 긴장하다 신나다 ဆိုတဲ့စိတ်လှုပ်ရှားတာကိုဖော်ပြတဲ့ grammar lesson လေးကိုကြည့်လိုက်ကြရအောင်နော်ဆိုတော့စိတ်လှုပ်ရှားခြင်းတူတာတောင်ဒီနှစ်ခုကဘယ်လိုကွာပါလဲဆိုလို့ရှိရင်긴장하다ကြတော့ကျမတို့ကြောက်လန့်ပြီးတော့စိတ်လှုပ်ရှားတဲ့နေရာမှာသုံးပြီးတော့신나다ကြတော့ပျော်ရွှင်ပြီးတော့စိတ်လှုပ်ရှားတဲ့နေရာမှာသုံးပါတယ်အဲ့တော့긴장하다ကြတော့ကြောက်လန့်ပြီးတော့စိတ်လှုပ်ရှားတာ신나다ကြတော့ကျမတို့ပျော်ရွှင်ပြီးတော့စိတ်လှုပ်ရှားတဲ့နေရာမှာသုံးပါတယ်ဆိုတော့ပထမဦးဆုံးဥပမာလေးကိုကြည့်လိုက်ကြရအောင်နော်ဆိုတော့내일 시험이 있는데 너무 긴장돼요 내일 시험이 있는데 너무 긴장돼요မနေ့ပြန်စာမိုးပွဲရှိလို့အရင်စိတ်လှုပ်ရှားတယ်သူဒီမှာစိတ်လှုပ်ရှားတဲ့ဟာကိုသုံးတာက긴장하다နဲ့သုံးတာတယ်နော်အဲ့တော့သူစိတ်လှုပ်ရှားတဲ့ဟာကကြောက်ပြီးတော့စိတ်လှုပ်ရှားတာဖော်ပြတာအဲ့တော့မနေ့ပြန်စာမိုးရှိလို့သူအရင်စိတ်လှုပ်ရှားတယ်ဘယ်လိုပြောမလဲကြောက်လန့်ပြီးတော့သူစိတ်လှုပ်ရှားတယ်နော်အဲ့လိုအခြေအနေမျိုးကိုဖော်ပြရဖြစ်ပါတယ်친구들과 여행 갈 거니까 너무 신나요 친구들과 여행 갈 거니까 너무 신나요. တကယ်ချင်းနေနဲ့ခရီးထွက်မှာမို့လို့အရင်စိတ်လှုပ်ရှားတယ်။ကျမတို့ဒီမှာစိတ်လှုပ်ရှားတာကိုသူကရှင်းနာတာနဲ့ဖော်ပြတာ။အဲ့တော့သူစိတ်လှုပ်ရှားတာဒီပျော်ရွှင်ပြီးတော့စိတ်လှုပ်ရှားတဲ့အခြေအနေမျိုးကိုဖော်ပြတာနော်။ဆောနာလို့ကြောက်လန့်ပြီးတော့စိတ်လှုပ်ရှားတာမဟုတ်ဘဲနဲ့ဒီမှာရှင်းနာတာနဲ့တွဲရတဲ့အတွက်သူပျော်ရွှင်ပြီးတော့စိတ်လှုပ်ရှားတာကိုဖော်ပြပါတယ်။다음 주 인터뷰가 있으니까 긴장돼요. 다음 주 인터뷰가 있으니까 긴장돼요. သူဒီမှာစိတ်လှုပ်ရှားတာကို 긴장하다နဲ့ဖော်ပြရတဲ့အတွက်သူစိတ်လှုပ်ရှားတာဒီကြောက်လန့်ပြီးတော့စိတ်လှုပ်ရှားတဲ့အခြေအနေကိုဖော်ပြတာဖြစ်ပါတယ်။ 내일 남친이랑 데이트 있으니까 너무 신나요. 내일 남친이랑 데이트 있으니까 너무 신나요. နော်ဒါကြတော့သူရှင်းနာရုံနဲ့သူတွေ့တဲ့အတွက်သူစိတ်လှုပ်ရှားတာဘယ်လိုပြောမလဲပျော်ရွှင်ပြီးတော့စိတ်လှုပ်ရှားတဲ့အခြေအနေမျိုးကိုဖော်ပြတာဖြစ်ပါတယ်ရမယ်နော်အဲ့တော့ဒါလေးကိုနားလည်မယ်လို့လည်းမျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ